So အားလုံးပဲမင်္ဂလာပါဗျကျွန်တော်တို့လူသားတိုင်းမှာမပြောပြနိုင်တဲ့ကြောက်ရွံ့မှုတစ်ခုရှိနေတယ်ဗျဒါတွေကတော့လူတွေကငါ့ကိုမကြိုက်မှကြောက်ရဲဆိုတော့ခံစားချက်လိုမျိုးပေါ့ဆိုတော့ဒီကြောက်ရွံ့မှုတွေကကျွန်တော်တို့ဘဝကိုဘယ်လိုထိန်းချုပ်နေလဲပြီးတော့ဒီထိန်းချုပ်မှုတွေကနေလွတ်မြောက်အောင်ဘယ်လိုလုပ်မလဲဆိုတာကိုလေ့လာဖို့အတွက်ဒီနေ့မှာတော့ The Courage to be Disliked ဆိုတဲ့စာအုပ်ကနေရရှိတဲ့အရန်ကောင်းတဲ့အချက်၅ချက်လောက်မျှဝေပေးရှင်ပါတယ်ဗျနံပါတ်1အသေးအတင်းကိုမတတ်မှတ်နိုင်ဘူးလူအများစုကအသေးချောင်းကျွန်တော်အခုလိုဖြစ်နေရတာလို့ယုံကြည်တယ်ဗျကျွန်တော်တို့ကအတိတ်ကိုအကြောင်းပြပြီးတော့လက်ရှိဘဝကိုရွေးချယ်နေကြတယ်ဥပမာကိုငယ်ငယ်ကလိန်ခံခဲ့ရလို့ပေါ့နော်ကြီးလာတဲ့အခါလူတွေမယုံကြည်သလိုမျိုးပေါ့ဆိုတော့အတိတ်ကိုကဖျောက်လို့မရပါပဲမဲ့အတိတ်ကိုဘလို့အတိတ်ပဲကောက်မလဲဆိုတာတော့ရွေးချယ်နိုင်ပါတယ်ဗျနံပါတ်2သူများရဲ့ပြဿနာကိုမြူနဲ့ကျွန်တော်တို့ကသူများရဲ့ပြဿနာကိုပြဿနာလို့ခံစားမိတတ်တယ်အမေရိကန်ကဘဝမှာကိုပြဿနာနဲ့သူများပြဿနာဆိုပြီးရှိရဗျဥပမာသားသမီးရဲ့အနာဂတ်ကိုမိဘတွေကအယံကြီးစိုးရိမ်လွန်တာသူများရဲ့ပြဿနာကိုဝေဖြေရှင်းပေးလို့ရမယ်လို့မခံစားနဲ့ဗျသူတို့ကိုယ်တိုင်ဖြေရှင်းခွင့်ပေးလိုက်ပါနံပါတ်3အောင်မြင်ရှင်တဲ့စိတ်ကိုစွန့်လွတ်ရဲပါလူတိုင်းကအောင်မြင်ရှင်ကြတယ်ဗျပြီးတော့လူတိုင်းကသူများထက်တာရှင်ကြတယ်အမေရိကန်အောင်မြင်ရှင်တဲ့စိတ်ကပြိုင်ဆိုင်လိုတဲ့စိတ်ကနေဖြစ်ပေါ်လာဗျဥပမာအလုပ်ထဲမှာလုပ်ဖို့ကြိုက်ဖက်တွေတဲ့ကိုကပို့ပြီးတော့မှတာချင်တယ်ဆိုတဲ့စိတ်ဆိုတော့သူများနဲ့လုံးဝမနိုင်ရှင်ပါနဲ့ကိုခီးသွားပါကိုရက်တီပါသူများလုံးဝမမိခိုးပါနဲ့ဒီနေ့ကိုနဲ့မနေရကိုနဲ့ပဲနိုင်ရှင်ပါနံပါတ်4လူတွေကိုစိတ်ကြည်နမ်းအောင်မလုပ်ပါနဲ့လူတွေကိုစိတ်ကြည်နမ်းအောင်လုပ်ရမယ်လူတွေကြိုက်အောင်နေရမယ်ဆိုတဲ့ဟာမှားတယ်ဗျအမေရိကန်ကလူတိုင်းကိုစိတ်ကြည်နမ်းအောင်ကျွန်တော်တို့လုပ်ဖို့ဆိုတာဘလို့မှမဖြစ်နိုင်ဘူးဥပမာကျွန်တော်တို့တယောက်ကကိုယ့်ကိုအကူအညီတောင်းတာဟုတ်ကဲ့ဆိုပြီးတော့အမြဲတမ်းလုပ်နေတာတွေငင်းရခက်နေတဲ့ရှင်တွေကကျွန်တော်တို့ကိုထိခိုက်စေနိုင်တယ်ဗျဒါကြောင့်လူတွေကငါ့ကိုတဘောကြမှာပဲဆိုတဲ့အတွေးကိုစွန့်လွတ်လိုက်ပါနှိုးလို့ရဲရဲလေးပြောပါဗျနံပါတ်5ဘဝကအနှစ်သာရမဲ့မဟုတ်ဘူးဘဝမှာအဓိပ္ပာယ်ကြီးမားမားရှာရမယ်ဘဝကဖြစ်ပျက်နေတဲ့အိုက်တန်တိုင်းမှာအဓိပ္ပာယ်ရှိတယ်ဗျဥပမာကျွန်တော်တို့မနက်ခင်းကော်ဖီတောက်ရင်းနဲ့နေအောင်ကြီးကိုခံစားချက်လိုမျိုးပေါ့ဒါကြောင့်လက်ရှိပြစ္ဆုတ်ပံမှာပဲကိုယ့်ရဲ့ဘဝကိုအဓိပ္ပာယ်ရှိနေထိုင်လိုက်ပါဒါကြောင့်မိတ်ဆွေရအောင်လူတွေကမိတ်ဆွေကိုတဘောကျနေအောင်နေရှင်လားဒါမှမဟုတ်မိတ်ဆွေလွတ်လပ်လေးနေရှင်လားကျွန်တော်ဆိုရင်တော့လွတ်လပ်မှုပဲတေချာပေါက်ရွေးချယ်ပါဗျလူတွေကကျွန်တော်တဘောကျဖို့ရက်ကျွန်တော်တဘောကျနေဖို့ပိုပြီးရေးကြီးတယ်လို့ခံယူထားတယ်ဗျဆိုတော့ The Courage to be Disliked စာအုပ်ကနေပြီးတော့မှကျွန်တော်တို့သိလိုက်ရတာကကျွန်တော်တို့ပြစ္ဆုတ်ပံမှာနေတိုင်းမှာလူတွေရဲ့အမြင်ကိုဂရုစိုက်နေနဲ့လက်ရှိပြစ္ဆုတ်ပံမှာပဲဒိဗယ်ရှိနေထိုင်လိုက်ပါဒါကြောင့်တင်အောင်မကြိုက်တဲ့လူတွေကတော့ရှိနေမှာပဲဒါပေမဲ့ဒါတင်ကတန်ဖိုးမရှိလို့မဟုတ်ဘူးတင်အောင်ချစ်တဲ့လူတင်အောင်ကြိုက်တဲ့လူတွေအတွက်ပဲနေထိုင်ရင်းနဲ့ဘဝတစ်ခုလုံးကိုအသေးပဲရှိနေထိုင်လိုက်ပါလို့ပြောရင်းနဲ့ကျွန်တော်ရဲ့ဗီဒီယိုလေးဒီမှာပဲဆုံးသက်လိုက်ပါရဗျအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်တွေးစရာတစ်ခုရရဆိုရင် comment မှာရေးခဲ့ပေးပါဦးဗျကျွန်တော်တို့နောက်ဗီဒီယိုလေးမှာပြန်လည်ဆုံတွေ့ကြပါဦးအားလုံးပဲ good luck